Can you borrow me your pen? Can you lend me your pen? Can I borrow your pen? ဖေစာကြောင်းကအမှန်လေကဲအသုံးလုံးတွေတခြားသိအောင်အရင်လုပ်ကြရအောင် borrow ကတော့အလွယ်မှတ်မယ်ဆိုလို့ရှိရင် take something လို့မှတ်လို့ရပါတယ်သူ့ရဲ့အဓိပ္ပာယ်ကတော့ချေးယူခြင်းပေါ့နော်တစ်စုံတစ်ယောက်စီကတစ်ခုခုချေးယူရဲဆိုလို့ရှိရင် borrow ကိုသုံးလို့ရပါတယ်သူ့ရဲ့ structure လေးက borrow ချေးယူရဲ thing ပစ္စည်းကို from person တစ်စုံတစ်ယောက်စီကဆိုတဲ့ပုံစံမျိုးလေးပါဥပမာပြောရမယ်ဆိုရင် I borrowed a book from the library ငါစာကြည့်တိုက်ကနေစာအုပ်တစ်အုပ်ငှားလာခဲ့တယ် She borrowed money from her friend သူမကသူမတငယ်ချင်းစီကနေပတ်စံချီလာခဲ့တယ် Can I borrow your shoes ငါမင်းဖက်နှက်တွေခဏငှားလို့ရမလားဒီစာကြောင်း၃ကြောင်းလုံးမှာဆိုလို့ရှိရင်တစ်စုံတစ်ယောက်စီကနေပစ္စည်းကိုချေးယူရဲဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ borrow ကိုသုံးပြထားတာဖြစ်ပါတယ်ဒါဆိုရင် lend ကရော lend ကအလွယ်မှတ်မယ်ဆိုလို့ရှိရင် give something လို့မှတ်လို့ရပါတယ်သူ့ရဲ့အဓိပ္ပာယ်ကတော့ချေးငှားခြင်းကိုပြောတာဖြစ်ပါတယ်တစ်စုံတစ်ယောက်ကိုတခုခုပေးလိုက်တယ်ချေးငှားလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါသူ့ရဲ့ structure လေးကတော့ lend ချေးငှားပေးလိုက်တယ် person လူကို thing ပစ္စည်းဒါမှမဟုတ်လို့ရှိရင် lend ငှားပေးလိုက်တယ် thing ပစ္စည်းကို to person လူစီကိုဆိုတဲ့ပုံစံမျိုးလေးပါဥပမာပြောပြရမယ်ဆိုရင် she lent the book to me သူမကငါ့ကိုစာအုပ်ငှားပေးလိုက်တယ် she lent her friend some money သူမကသူမရဲ့တငယ်ချင်းကိုပတ်စံတချို့ချေးပေးလိုက်တယ် can you lend me your bike မင်းရဲ့စပိန်ကိုငါ့ကိုငှားပေးလို့ရမလားဒါဆိုလို့ရှိရင်ဒီစာကြောင်း၃ကြောင်းလုံးမှာတစ်စုံတစ်ယောက်ကသူများကိုချေးငှားပေးလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ lend ကိုသုံးပြထားတာပဲဖြစ်ပါတယ်ဒါဆို Can you borrow me your pen? Can you lend me your pen? Can I borrow your pen? ဘယ်စာကြောင်းကအမှန်လဲဆိုတာ comment မှာဖြေကြည့်သွားအောင်နော်